Yo what's up Free Migos ဖြစ်ပါတယ်အခုကျွန်တော်တို့ရဲ့အကြောင်း Bangkok University မှာပဲFree Migos ဒီလိုရလာရတာဖြစ်ပါတယ်ခင်ဗျာ မိုက်ပါ အဲ့တော့ပါဟုတ်ပါ ကျွန်တော်ဒီနေ့မိုက်တို့ရေချိန်မတောက်မှာဆိုတာကျတော့မိကုန်းနေရှိရယ် spicy မိကုန်းနေပေါ့နော်အဲ့ဒါတွေကိုဖြေရမယ်ဖြေရင်တောက် ကျွန်တော်တို့ရောထားလဲဆိုတော့ဒီမှာဟိုနို့ရယ်ဒီတူလိမ္မော်ရယ်နှစ်ခုရောထားပါတယ်ငါတို့မိကုန်းမင်းမယ်အဖြစ်ရင်လည်းမိကုန်းရရင်တော့ဒါတောက်အောင်ပါတယ် ပါတယ်ဆိုတော့မိကုန်းမေးပါမယ် Have you ever had a crush on a friend's partner ကိုတငယ်ချင်းရဲ့ဒီစားကို crush ပို့ For me my တငယ်ချင်းရဲ့ဒီစားကို crush ပို့နေတာသူတို့ရဲ့တယောက်မှပုံမလားပန်းမလား Sorry guys I'm getting it okay Fresh ဘူးပါ တို့မဖက်ဘူးပါ ဘာလဲဆိုတော့ Pause ဘာလို့လဲပြော Pause rule ရှိရပါဒီစီကန်းရှိရပါကျွန်တော်တို့ကဒီမှာအဲ့လိုမျိုးလောက်ရတာညာနည်းနည်းလေးကြာခူးစံတယ်လို့ပါလို့ခံစားရတယ်ပါဒီက That's not loyal to your friend yeah မကောင်းအောင်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးရဆောင်းအောင်မပြုတ်ဘူးပေါ့နော်အဲ့လိုဘယ်လောက်ပဲချော်ဆိုဘယ်လောက်ပဲလာလာ ကျွန်တော်မြင်တာတော့အဲ့လိုမျိုးတကယ်ကြီးအကြောင်းဆိုဘယ်လိုမှစိတ်ခံစားမှုကိုမရှိဘူးလားသူတို့နဲ့တကယ်ကြီးဖြစ်သွားတော့ထင်သွားတယ်ကွာပြီးတော့ ဟုတ်တယ် သူတို့ရဲ့အဲ့လိုရှိမှတွဲနေမြင်တွေကဘယ်လိုမှစိတ်ကြခံစားနေရတော့ဘယ်လိုမှစိတ်မဖြစ်တော့ဘူးကွာလူဒီလိုကကိုယ့်ဘက်ကတကယ်ကြီးရဲ့ကောင်လေးဖြစ်နေတာတကြောင်တကယ်ကြီးဆိုတဲ့တကယ်ကြီးအကန့်ရှိတာတစ်ခါမှလို့ဟုတ်တယ်ဖတ်ဘူးပါဘူးအဲ့ဒါ Now question တော့ရပါပြီ Who is your crush I think တောက်တယ်ငယ်နေတာလား ကျွန်တော်တောက်ပါ Cheers တောက်ပါ Yo ဘယ်လိုတော့ဘောတော့တခြားရလား တောင်းပါဗျာဝေးတောင်းလိုက်တောင်းလိုက်ခါတောင်းတောင်းမယ်မကြည့်တော့တောင်းမယ်ကြိုက်လား ကောင်းတယ်ရုပ်တွေပြခွာလာဟို အဲ့လိုရတာလေကောင်းတယ်ဟုတ်လိုက်တော့ ကောင်းတယ်အနားနဲ့ပါကြီးကောင်းပါ Okay next question ကြောက်လို့ပါလေနဲ့ရတာ ဒါတော့ one shot ရမယ်နော်အဖြေတင်လို့ဆိုရင် How much did you spend last month လောက်သုံးခဲ့အောင်ရင်လားအော်မရှုံး တောက်မှာကျွန်တော်လည်းပါဆိုတော့ဒီနေ့စင်းချောင်းထားတယ် ပြောပြ ဒီဗီဒီယိုအရင်မြင်သွားရင်တော့မကောင်းဘူးတောက်ကြတယ် ပြပြ one shot ရောโอเคလေတော့ဘာကြည့်ကြရတာ လိမ္မော်တိခွာအဲ့လိုဖြစ်တာ မမတက်အေးကောင်းတယ်ကောင်းတယ်ဘာကတော့ မကောင်းတော့ဘူးထင်ပြီးတော့ပါဆက်ဗီဒီယိုမေးပြီးတော့ကိုဒီစားဆက်လာဒါမဲ့ ကောင်းအိမ်မှာလောက်တော့ Okay have you ever cried during a movie yet which one စကားကြိမ်လို့ဘူးလား ဟုတ်ဘူးလေ ဟုတ်ဘူးရဲ့ Yes sir ပြော ဖြစ်မယ်နော် One Piece one piece my god လူဖီယာထားပြမယ်လူဖီယာအဲ့လိုကိုမကဲဒီပြောမလဲသူ့ကိုကလူဖီကကိုဝင်ခံပေးလိုက်တဲ့အချိန်မှာတော်ခံစားလိုက်ရပါတော့နော် Yeah ဒါပါပဲ my god 200 pounds သူတီးလာအဲ့ကိုရီးယားကတော့ဖွဲစိတ်လိုက်တာလေသူစင်ဆိုတာအဲ့ကသူ့အဖေကစင်အောက်မှာရောက်လာကွာဟိုကမင်းသမီးကသူ့ရဲ့အရင်ဘဝအကြောင်းလေးပြောပြရတဲ့အချိန်အဲ့အရင်ဘဝမဟုတ်ပါဘူးအရင်ဘဝပုံပေါ့အဲ့အချိန်မှာတော့ like emotional ထုတ်တာ ကျွန်တော်ညပြကျွန်တော်လည်းဂျပန် enemy movie ပါပဲစီးရမဟုတ်ဘူးဟိုဘာမှမရောက်ဂျပန်ဆောင်ဒီရတဲ့ကပြပြပြလာအမှ2ယောက် ရှိတယ်နော် နည်းနည်း struggle လုပ်တာဟိုဟာလေGrey of Firefly လာမသိဘူးညီမလေးနဲ့ကတော့ညီမလေးကတေသွားတာလीအဲကားကြည့်ပြရတော့တော်တော်ငိုလိုက်ရပါတယ်ဒါအမှန်တိုင်းကိုခံတာပါအကြာကြီးဒါမဲ့အနေနဲ့အဲကားကြည့်ရေးကြလိုက်ရပါတယ် Okay next question have you ever told a lie so good you kind of impress yourself what was it လိမ်ဘူးလားအဲ့အောင်လေကိုရမ်းပြောအောင် impress ဖြစ်တယ်ကွာ what was it ရှိရယ် နေမှုတွေ ပြောပြပါ တိုက်ပါမယ်နေရောနေမှုတွေ ကောင်းတယ်ပြောလိုက်အောင် နေဆက်လာဝင်တာ သူကတော့ရှယ်ကြိုက်နေပါကျွန်တော်မကြိုက်ပါဘူး question ကကြတော့ who here do you think is most likely to be amazing in this တော့ဟုတ်တယ်ပါ စိတ်ထဲမှာအပြေပေါ်လာ ခဏ Okay ပြောရတယ်တောင်းလိုက် ဒီညနေကျွန်တော်ကတောက်ဖက်တော့တယ်ဗျာဆိုတော့ရက်ကွင်းတော့ကမှပြဿနာချုပ်သွားမှာဆိုလို့ပြောတာ Are you sure? ဖြေဦးညာဒီလေးကိုကြောက်တော့ Okay ချီရ for our friendship ဘာမလျှော့နော်ဘာမလျှော့တော့ကုန်မှာစိုး
What's something you've done that you never admit to your parents? ဒီတော့တော့ပြစ something ဆိုတဲ့ကိစ္စတစ်ခုတာဒါပေါ့ something bad အန်ဒီကတ် အေးတော့တော့ပြပြဖြစ်တာလို့ရှိရမယ်ရှူထားရလို့ရှိရတောက်မယ် ပရမရပြတာဗာလဲဆိုတော့မတော်တော့ပြလိုက်ပါမယ်ဒါဆိုတော့ဝေးကြီးကိစ္စပေါ့ဟိုလည်းနေတောင်းအများနေပြောရတော့တစ်ခေါက်တော့ရင်ကျွန်တော်ကတောင်းတော့ပြောတာတောင်းတော့တစ်ခေါက်မပြဆိုတော့ financial ကိစ္စပေါ့နော်အဲ့ဒါတော့ပြောပါဦးအတဲလားမှတ်တိုင်းပြောပါဦးသူတို့စိတ်ချမ်းသာအောင်ပဲနည်းနည်းလေး ကောင်းပါ ကြောက်ပြီးပြောရ မ တော့ ရှောင်းရဟုတ်ကြည့်ရော ကျွန်တော်အများကြီးပဲတောက်ပဲတောက်လိုက်ပဲ သင်ကြည့် ဘိုက်တိပါအများကြီးပဲ သိပါအများကြီးပါ Have you ever been on a date just for the free food and drinks? ဘာဘူးလဲဘာဘူး ပြောလိ ဒါလည်းတောက်ရရလေ ဟုတ်လေ explain ပြရမယ်လေဘယ်တော့မှဘယ်လိုသွားဘူး အဲ့ဒါဒီကနေကူးညယိုးနေမှာပေါ့တောင်းလောက်တောင်းတောင်းဘူးမတောင်းဘူးလား တောက်ဘူးပဲ အဲ့ဒါတော့ နည်းတော့ explain လုပ်လို့ တောက်ရတောက်လို့မရဘူး အဲ့တော့တောင်းဘူးပါလို့ပြောဒိတ်ကူလည်းပြောတယ်အဲ့တော့ယောက်ျားလေးဆိုတော့တောင်းဒိတ်လာရင်ပဲကောကူကိုယ့်ဘက်ကလည်းချင်းပေးတာများတယ်တောင်းပါ ကျွန်တော်လည်းမသွားဘူးပါဘူးကျွန်တော်ဘက်ကကျင်းတာများပါတယ် โอเคဘယ်လိုဒီမှာလဲဟုတ်ကြီးอ่ะမိုင်းနဲ့အဲ့တော့မြောက်ရပြီဒီမှာလဲပြင်အဲ့တော့အုံနဲ့မိုင်းနဲ့တကယ်မြောက်ပြီဒီမှာလဲမိုင်းကကြာမြောက်ရပြီဒီမှာ ဒါ You have to choose one person for what reason give me a reason reason ဒီကအတိုင်းမျိုးပြတာသူ့ဒီမှာ like to save ကွာအဲ့ ဆရာလည်းမယူလို့မရဘူးလား မရ ဆရာလည်းမယူလို့မရဘူးလား drink it to save that person မဟုတ်ရင်အဲ့မျိုး ကျွန်တော်အကောကိုရွေးလိုက်တယ် why why မိုင်းရတော့လည်းအကုန်သိတယ် ကျွန်တော် for me တောက်တော့မယ်ကျွန်တော် မလည်းအဲ့တော့ကိုပဲယူတော့ဟုတ်ဒီနေ့က like waiting for အဲ့ရတော့ဆရာလည်းဘီလို့မရဆိုတော့အမကြီးမရှိလို့ချင်းကျွန်တော်ဆရာလည်းမယူပါဘူး နောက်တော့လိုက်တယ်ခင်ဗျာအဲ့တော့သူယူပြီး ဟုတ်ဘီတော့ရမဟုတ်ဘူးဒါ ဘာလို့လဲဆိုတော့နောက်မြောက်ကတော်တော်လေးတည်ရရင်းကြီးရယ်ညီကိုတွေတိုင်း ဟုတ်လေအခုက reason မရှိလို့ပါအဲ့ဒါဆရာလုံးကတယောက်ချင်းတယောက်ကမကောင်းဖြစ်နေတော့ ရွေးလိုက်ပါရွေးလိုက်တော့မတော့ပါရွေးလိုက်ရေးမလား ရွေးလိုက် ဘယ်သူချင်းကောင်း အော လဲ က်ချစီ ဒီဘူး safe မှာ သူချင်းကောင်းမလဲ ဘာလို့လုံးလိလား သူမပြော သူ နဲ့ ငါ့ကိုပြန်လာခိုင်းတာအဲ့ဒါငါတို့ပြေးလိုက်တာငါဖလပင်းဒီစားဘာရစစ်စားပြန်လာတော့တောင်းတန်းပြောထားသွားတာတဲ့ ဘယ်ထားပါလဲ အင်းထားသွားတာသူခေးရသွားတာသူထားသွားတာ ထားပါဦးထားတဲ့ပုံနဲ့ဖြစ်သွားတာဒီမဲ့ရေးရတယ်မသိဘူးဆရာလုံးကအကုန်တန်းတူပါတယ်မယူကြလည်းမယူသေးဘူးလေအဲ့ဒီတယောက်တည်းလေးကွက်ပြီးတော့မယူတဲ့ဘုန်းကြီး ဒီမလိုက်ပါ ဒီကလာ အဲ့ဒါတော့စိတ်ဆိုးနေတယ်တော့မယူ စိုးပါအောင်စိုးပါအောင်စိုးပါဘာမှမဖြစ်ပါဘူး တော့ပြောပါတော့ ဟုတ်ပြီလိုက်ရ ဆန်းခုပါ ဟုတ်လိုက်ဆိုင်ဒီမှာ ဟောတော့ okay ဒါတောက်လာမယ် တော့မလား ဒီကောင်းတဲ့ငါလေးကတော့ ဒီရက်ဆိုတော့တောက်လာမယ်ဒါကြည့်တယ် ဒီမိကတောက်အောင်မကောင်းတော့ ဘာရော What's your body count? ဘော်ဒီကောင်း Cheers, 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 guys, cheers. တကယ်တောက်လို့ရတယ်ကို Welcome back. Now, what's your go-to age group to cancel plans you don't want to go to? ဘာနဲ့အဲ့ဒါလည်းပြောရအောင် reason B ဟာဘာလို့လဲပေါ့ ပြနေကြ reason ပေါ့ ဟုတ်တော့ တခုခုမသွားကြဘူး go to excuse အဲ့ကျော်လား That's what I did. တော့ကတော့ညကြရင်စာတင်ကြရှိလို့ဆိုပြီးတော့ပြောတာစတာ ကျွန်တော်တောက်လိုက်ပါမယ်ဒါဆိုကက်ဆယ်လို့မရပါဘူး Okay, now so Megan. What's something you confidently believed as a kid that turned out to be totally wrong? ငယ်တော့ရုပ်ကြီးရဲ့ဟာမှားနေ ဟိုဟာလေပေါ့အဲ့ဒါကျွန်တော်ကြည့်လိုက်မယ်ပြီးလာရင်ပြီးသားရင်ကြောက်ပြီးကြောက်ခဲတဲထားလို့ရမယ်ဒါလိုအဲ့လိုမျိုးစာသင်ခန်းထဲမှာဆရာမရဲ့ထဲချင်းနဲ့ပါပေါ့အငယ်တော့လည်းလို့ထင်ခဲ့ပါတယ်ဟိုငါအသက်ငယ်သေးလို့ဖြစ်မှာပါကြီးကြရင်ငါလည်းကြီးလာရင်ကြီးသားရပါရဲ့အကူကြီးပါကြီးမကြီးအားကြရကွာအဲ့လိုကြီးသားရမှာပေါ့ကြောက်ပြီးကြောက်ရလာမှာကြီးသားရပါဖြစ်ပါဘူးဒါတော့ကြီးတာတော့အဲ့ထင်အရင်တွဲတယ် ဒီတော့ကဘာဖြစ်လဲဆိုတော့ဒီကဲကောင်းအဲ့ဒါတော့မပြောတော့ဘူးတော့ကျွန်တော်ပဲတော့ပါပဲ ။ငယ်တော့တင်တာကွာငွေပြီးဝင်မဲ့လို့ကိစ္စရှိရလေ။အဲ့ဒါလို့သင်ရတယ်ဆိုတော့ငွေအမဲရောက်နေ ਉ အချူရောင်တတ်မလို့သင်ရတယ်။အဲ့လိုမျိုး
လီကဲမှုတ်တဲ့ဟာတွေလို့မတင်ဘူးကွာအဲ့လိုငွေဆက်ကူအမဲရအောင်မှပြောင်းလည်းမတင်ရဘူး ဟမ် အဲ့လိုဒါမေကအကုန်လုံးပါပဲဒါပေမဲ့ ရှေ့ပေါက်လိုက်ပါဦး ပြီးသွားတဲ့ one shot လုပ်ရမယ် အတော့ တော်တော်ကောင်းနေနော် ကောင်းတယ်တခွားသီးလားတခွားသီးအဲ့လိုကြော်နေတူတယ်အယောင်လေးကိုကြည့်ရမှာဒီတော့တခွားသီးအောင်လေး တဖာမွေးတီးတခွာ အဲ့လိုလေးမရအောင် cheers one shot ဝမ်းကြောင့် ဆိုတော့ဒီနေ့ဗီဒီယိုကတော့ answer or drink ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့ကြပါမယ်မိုင်းတို့ရဲ့ဒီ 3 Indigo YouTube channel ကို subscribe လုပ်ရအောင် subscribe လုပ်ကြပါဦးဒီလိုလေး quality ကြည့်ကြပါဦးနောက်ဗီဒီယိုမှာတွေ့ကြပါမယ် bye